ဒီနေရာလေးကတော့ဟန်နွိုင်းမြို့မှာနာမည်ကြီးလာတဲ့အနီးရထားဖြတ်တန်းသွားတဲ့ Train Street လို့ခေါ်တဲ့နေရာလေးပါကဘာလက်ခီးသွားဧည့်သည်တော်များကတကူးတကားကိုအချိန်ပြီးတော့ရထားဖြတ်တန်းတာကိုလာရောက်ကြည့်ရှုရတဲ့နေရာလေးဖြစ်ပါတယ်။မြရထားဖြတ်တန်းရလမ်းတစ်လျှောက်မှာကော်ဖီဆိုင်တွေကလည်းအပြိုင်အဆိုင်လှပစွာအပြည့်ရှိနေပါတယ်။ဒီရထားလမ်းကဘာကြောင့်နာမည်ကြီးရလဲဆိုတော့ရထားဖြတ်တန်းသွားတဲ့အချိန်မှာရထားကိုအနီးကပ်ကြည့်ရှုပြီးတော့စိတ်လှုပ်ရှားစရာအခိုက်အတန့်ကိုခံစားရတဲ့အတွက်ကြောင့်မလို့နာမည်ကြီးနေတာပါ။ဒီရထားလမ်းကိုပြင်သစ်တွေက1902ခုနှစ်မှာ VN နိုင်ငံတောင်နှင်းမြောက်ကိုဆက်သွယ်ဖို့အတွက်ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ရထားဖြစ်ချိန်တွေကတော့နေ့လယ်3နာရီနဲ့ည9နာရီတစ်နေ့ကို2ကြိမ်ဖြစ်ပါတယ်။ဒီ Train Street ကတင်းနေ့ကိုလာရောက်လေပတ်တဲ့သူများတဲ့အတွက်ကြောင့်မလို့ရထားဖြတ်တန်းသွားတဲ့ချိန်နေရာကောင်းရချင်တယ်ဆိုရင်တော့ချိန်စောစောလာဖို့တော့လိုပါတယ်။ဒါကတော့မကြခင်ရထားလာတော့မယ်ဆိုတာအချက်ပေးတမ်းပါ။ဒီအချက်ပေးတန်ကိုကြားပြီးဆိုတာနဲ့ရထားလက်မပေါ်မှာလူတယောက်မှမရှိတော့ပဲဘေဘီဝဲရနှစ်ဖက်မှာဖုန်းလေးကိုအစင်သစ်ကင်ပြီးတော့ရထားလာကိုစောင့်ဆိုင်နေကြပါပြီဒီဘီယာပလင်းအခွန်တွေကလည်း Hanoi Train Street ရဲ့ signature တစ်ခုပါပဲအားလုံးရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်နေကြတဲ့ Hanoi Train Street ရဲ့မြရထားမကြမီလာတော့မှာဖြစ်ပါတယ်ရထားကြီးဖြတ်တန်းသွားတဲ့အပြီးမှာတော့အခုလိုလက်ခုပ်လက်ဝါးတန်တွေအော်ဟစ်တန်တွေနဲ့စူညံနေပါတော့တယ်ရထားဖြတ်တန်းသွားတဲ့အပြီးမှာဘီယာပလင်းအခွန်တွေကရရှိတဲ့ Train Street ရဲ့ signature တစ်ခုဖြစ်ပါတယ်အခုလိုမျိုးကဘာလက်ခီးသွားဧည့်သည်တွေကြားမှာနာမည်ကြီးပြီးတော့ရထားဖြတ်တန်းသွားတဲ့ချိန်ရင်ခုန်စိတ်လှုပ်ရှားစွာအနီးကပ်စောင့်ကြည့်လို့ရမယ်ဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့ရဲ့ Train Street ကိုတော့ဗီယက်နမ်ရောက်ရင်လာလည်ဖို့အတွက်ဒီနေ့မှာ sharing လုပ်ပေးရင်းနဲ့နောက် blog တွေကြိုင်ပြန်တွေ့ပါဦးမယ်ခင်ဗျာအားလုံးတတာပါ